ဗျာညာကြီးတွေကုန်တော့မလို့ရှင်ကိုတုံသွားတာပဲမလေးရှင်ဒီပါလေအမောက်လည်းပြောတယ်နောက်ကကြိုင်တက်မပေးနဲ့လို့ပြောတာဘာမှစီကန်းရှိတာမပြောရင်လည်းမကြိုက်ဘူးပြောရင်လည်းမကြိုက်ဘူးစီကန်းမရှိဘူးဒါကိုပြုတ်ကြအောင်ဘယ်လိုလုပ်လဲမလို့လာလွန်ဟာလိုက်လို့မနဲ့သူ့ကိုယ်သူလည်းမောင်လေးနဲ့တေချာကြီးပေါင်သေးလေးနဲ့ပေါင်သေးလေးနဲ့ဘယ်တပါလဲဒါကျွန်တော်ကိုခင်လိုက်ထွေထူးပြောစရာမလိုပါဘူးကျွန်တော်တို့တွဲလဲလဲမိုင်းနေတွဲလဲဒီတပါမခဏတော့မောင်ပိတတိရှိတယ်မောင်ကျိုးသားတော့မောင်ဆက်လိုက်ဘူးဟဲ့ငါမငွေတွေကွာပြီးမင်းယူရမလားပြအဲ့လိုက်လက်ကိုင်နာမလားတုံးရတော့လည်းမအနံလေးတော့ခံလိုက်အနံလေးတော့ခံလိုက်မင်းအဲ့လိုလုပ်နေတာငါမိမသိခါကြတယ်ဘာဖြစ်လို့တော့တကယ်တော့ကျွန်တော်တို့အနုပညာကြီးကရာပေးတာနော်ကျွန်တော်တို့ပွဲကန်ဖက်ကလည်းအနုပညာကြီးပေးတယ်နော်ကျွန်တော်တို့ချစ်လို့ဆိုရင်ခုစုနေခွင်သွားလေအော်သူပေးတယ်ဟုတ်တယ်ဟုတ်ကဲ့အော်ဘယ်သူစောက်ဖေလုံးမှာသာဖြစ်နေလဲမသိဘူးဒီတယောက်ကိုဘယ်သူပေးရမှမသိဘူးဖြစ်တယောက်900ဘောကိုရပါကိုကြီးညီလေးကိုချစ်လို့အဲ့ဒါပေးလို့တော့အကိုကြီးကဘာနဲ့သွားတောက်မလဲတော့သူတောင်းတာဘလို့စားကြတောက်ကြမလဲလို့ဒါလက်ကားမဖြစ်ပါဘူးအခုပြောလိုက်ပါမမွေသိန်းကိုသိန်းလို့ဒါကျွန်တော်တို့ကဒီပစ္စံဟာလေဘာဖြစ်လဲဘာပြောက်လို့လည်းမသိဘူးဘာလို့တွန်းနေတာကျတော့ဒါလုံးဝေးဟောပါနေတယ်ပြောပါကျွန်တော်တို့အနုပညာကြီးရပြီးသားပါပြိတ္တကချစ်လို့ပေးတဲ့စုတော်ငွေစုရပါစို့ခင်လိုက်တညကလို့ရတဲ့ပစ္စံ350ခုရတဲ့စုတော်ငွေ9000ထားပါ3သိန်းထားပါဗျာ3သိန်းထားပါဟုတ်ကဲ့အနုပညာရှင်ကိုချစ်လို့ပြိတ္တကစုချတယ်3သိန်းနဲ့ကန်ဖလိုက်ကပေးလို့ရတယ်4သိန်း50နဲ့ဘယ်လောက်กว่าလဲတော်กว่าတာပေါ့ဘာกว่าလဲဟာกว่าတာပေါ့ငွေမောက်49သိန်းกว่าပါတယ်กว่าတယ်နော်အမှန်နဲ့အဲ့တော့ကျွန်တော်စရင်းတွက်ထားပါတယ်တွက်ထားပါဒီပစ္စံနဲ့ကျွန်တော်မသုံးပါဘူးမသုံးတော့တန်ဖိုးထားပါတယ်နော်ကျွန်တော်ချစ်လို့ခင်လို့ပေးတဲ့ပြိတ္တတွေရတဲ့စုချင်းငွေအကိုကျွန်တော်ကြွကြီးနဲ့တေချာသိမ်းပြီးတော့မှမငွေသိမ်းအပ်ပါတယ်အဲ့ဆိုပြငွေသိမ်းအပြီးနေတဲ့ကိစ္စမူးနေတာလည်းလာရစ်နေဟာလားဒါအခုပြိတ္တတွေကိုဒါပြောနေတာကျွန်တော်ကိုခင်လိုင်းနော်ကိုခင်လိုင်းငယ်မေကိုခင်လိုင်းဟုတ်ဟုတ်ကဲ့မင်္ဂလာပါနော်ဘုန်းတော်ကပြိတ္တတွေမြင်ရလားမမြင်ရဘူးကိုကမြင်ရတယ်ကိုကမမြင်ရတာဟောငါမမြင်ရဘူးတဲ့ကိုကမမြင်ရတာကျွန်တော်ကိုခင်လိုင်းမမြင်ရဘူးတချို့ဘာလို့မြင်တာလဲမြင်တာပေါ့ပြိတ္တတွေအများကြီးမြင်တယ်လေမီးမောင်ချတာနဲ့နှလုံးသားချင်းနှီးစက်မြင်ရတယ်စောက်ပူရပြောတာမရဘူးပဲမမြင်ဘူးအဲ့မြင်နေတော့အဲ့တော့ပြောတကယ်မြင်နေနော်မြင်နေတေးကြတယ်နော်အဲ့တော့ဒါပါလေပြိတ္တမြင်ရလဲမြင်နေမျက်လုံးလင်းနေမြင်နေစကားလည်းမပြီးပါဘူးပြီးတယ်စကားလည်းပြီးတယ်ပြီးပါဘူးပြီးတယ်လို့တေးကြလားပြီးတယ်ဒါပါလေပြိတ္တဒါပါလေမီးဒါဆိုပြီးတာဗောပြီးတော့ပြီးတော့မြည်သေးတယ်ရေလည်းမိုက်တယ်ပြီးတော့မိုက်ပြီးပြလို့ရပြလို့အခုမှလည်းကျွန်တော်ခဏငါပါလားဘာဖြစ်လို့လဲမင်းငါ Telegram နဲ့ download လုပ်ဆိုတယ်တကယ်ပြီးတယ်ဗောအဲ့တော့ဒါပါလို့ပြိတ္တဒါမီးပြိတ္တမီးဖေးပြီးပါတယ်မင်းမပြီးဘူးလို့ပြီးတယ်လို့ပြိတ္တမီးဖေးပြီးပါတယ်ကပြီးတယ်နော်မနော်ပြီးတယ်နော်ပြီးတယ်တဲ့မကိုပြောနေပြီပြိတ္တမီးငါတာညာဟာသုံးလက်တည်းလို့တိုင်ဆောင်မှာဒါတော့ငါအကောက်ရှုံးသွားသေးတယ်ပြီးတယ်တကယ်ပြီးတယ်မင်းလည်းပြီးလားမပြီးလားပြိုင်လားပြောဘလို့ပြိုင်ပါကြပြားတပုတ်ကိုမင်းလည်းလက်တန်းရုံရတယ်ကိုလကဝင်မူရေးလေးလို့လားဝင်မူရေးလေးလို့ကျေးဇူးပါကျေးဇူးပါဟုတ်ရဲ့ပဲတောင်းနေငါတော့နေရောက်ပါထောင်းနေပဲရှိတော့ဘယ်လိုဖြစ်လဲပြိတ္တကစေတနာရှိလို့စုလာချတယ်ဟုတ်လေကိုလည်းကြရမှာမဟုတ်ဘူးပြန်ပေးမယ်ဘယ်လိုဖြစ်လို့ရင်လုံးနေကိုလည်းအကဲအဲ့တော့မင်းကကြပြားတပုတ်ကိုရွတ်မယ်ရတယ်ကြိုက်တယ်လို့လုပ်လိုက်နော်ကြပြားတပုတ်ကိုရွတ်လို့မင်းဦးတဲ့သူကဦးသလိုဒီမှာလာလာချဦးတဲ့လူကဦးတဲ့ဘာလုပ်ရမလဲမငွေသိမမြင်အောင်ဖွက်လို့မဖွက်လို့မရဘူးပေးအဲ့ပစာစိတ်ကရှိတယ်နော်ရှစ်သိန်းခွဲအိတ်ထဲတာကျတဲ့စိုက်ကဘာလို့လုပ်ပြီးတယ်အဲ့လက်ကြပြားတပုတ်ကိုလက်တန်းရုံမယ်ရုံငယ်ကြားဘူးမလားဟမ်ဗါလဲစက်တွေအကောင်ဒီကုကလေးကိုကြီးမရှိပါနဲ့ကိုရတော့ဘာကြီးလာမပြောနေပါရင်ငါမကြောက်စေးတယ်နဲ့ခေါပြီးတဲ့ကောင်ရိုက်ကြီးပစေးတိုင်းနဲ့ခေါဟုတ်တယ်ရှားတယ်ကြိုက်ယူလေးတွက်လိုက်တော့โอเคဆွဲတယ်နော်စက်တွေအကောင်ဒီကုကလေးကိုကြီးမရှိပါနဲ့ကိုကြောက်ဘာကြီးလာမပြောနေပါရင်ငါမကြောက်စေးတယ်နဲ့ခေါပြီးတယ်မြင်ရတယ်လားမလို့နဲ့ဒီဘက်ကိုတော့လက်ကျွန်တော်ဒီဘက်မတန်လို့ရတယ်မတန်နာโอเคရပါโอเคကျက်ရီရကောင်းနေကုကလေးကိုကြီးမရှိပါနဲ့ကိုကြောက်ပြပါလိုက်ပါပြောဘာနေပါရင်ငါမကြောက်စေးတိုင်းနဲ့ခေါမြင်တယ်လားမလို့နဲ့ကျွန်တော်ဒီဘက်ကတိတ်မတန်ငါဘယ်ဘက်ဖြစ်တန်တယ်လားရโอเค
ကျက်တွေရအောင်နိ ကုန်းလောက်ချီ အချီပါနဲ့ကြော ဘိုင်းလာပါပြော ကောင်း တော့ငါဘယ်ရောက်သွားနေတော့ နောက်ကအားဆောင်နေမင်းငါရဲရမှာမဟုတ် တလဲလဲရတယ်လို့ ဟေးကျက်တွေရအောင်နိ ကုန်းလောက်ချီ ကောင်းမြင်နေလားမလို့နေ အရှိဟာဘယ်ရောက်သွားတော့ နောက်ကအားဆောင်နေငါရဲမှာမဟုတ် ရတယ် ကျက်တွေရအောင်နိကောင်း ခဏနေအောင်တော့ မဆောင်နိုင် တလဲလားရပြီစမယ်1 2 3 ဘာမှမစိုးပါသေးဘူး နောက်မှဆိုလဲကျွန်တော်ရိုက်ရမှာမဟုတ်ဘူးသဘောပေါက်တယ်နော်ရိုက်ရမှာမဟုတ်ဘူး မင်းအဲ့လိုမင်းတကယ်ပညာတက်တဲ့မင်းကလောင်းမယ် လာလာ စမ်းမယ်စမ်းလူတွေကမှခေါင်းမနှလုံးရှိအဲ့ကတကနေမတွေးလေးတွေမေးတာတော့အကုန်သိတယ်လူတကောပါအဲ့ဒီကောင်းတကူတည်းရှိတာပေါ့ ဟာတဲ့နှစ်ကောင် အဲ့တကောင်းနဲ့ ခေါင်းရတကောင်နှစ်ခေါင်းရတကောင်နှစ်ကောင်တာအဲ့လိုပဲရလိမ့်စမယ်ကဲပဲ မားလေတော့သုံးကောင် အမလည်းနောက်တကောင် သုံးကောင်ဟိုင်မာတကောင်ဟိုင်မာလက်ခေါဟိုင်မာရင်ကောင် ပါးတွေပါဖြတ်ရိုက်တာဟိ ရိုက်တယ် ပါးတွေပါဖြတ်ရိုက်တာ အကုန်လုံးရိုက်သေးတာပဲ လေးကောင် ရာ ဟောဒီမှာခေါင်းရတကောင်နှစ်ခေါင်းရတကောင်ရှင်ခေါင်းရတကောင်ဟောဒီမှာဒူကောင်ဟောဘမှာဒူကောင် ပေးနေတယ်မဲမားလေငါကောက်ရှိတယ်ငါကောက်ဟိုင်မာတကောင်ဟိုင်မာတကောင်ဟိုင်မာရင်ကောင်ဟိုင်မာဒူကောင်ဟိုဘက်ကိုလွတ်လိုက်တာဟိုင်မာရင်ကောင် ပင်စား လာရတယ်အဲ့ဒါထဲထိုးမနေနဲ့ထဲထိုးမနေနဲ့ 6ကောင် ငါကောက်မရှိတယ် ဟောဒီမှာခေါင်းရတကောင်နှစ်ခေါင်းရတကောင်ရင်ခေါင်းရတကောင်ဒူကောင်ဟောဒီမှာဖင်ကောင်တမင်းကဖာကောင် အော်ဒီလိုလားအေးအားလုံးပေါင်း9ကောက်ရှိတယ် ဟိုနောက်တကောင် ဟိုင်မာတကောင်ဟိုင်မာတကောင်ဟိုင်မာရင်ကောင်ဟိုင်မာဒူကောင်ဟိုဘက်ကိုလဲလိုက်တာဟိုင်မာဖင်ကောင်ဟိုအတွင်းထဲမှာဟုတ်လားဒီမှာဖာကောင်ကြံသေးတယ်အတွင်းထဲမှာတွေ့လားဟဲ့ခဏနေခဏနေ ငါဘယ်စိတ်နာမှာလဲ ဒီဘက်ရိုက်လို့မကောင်းကျွန်တော်အဲ့ဒါလည်းပေး ဟော တာ ကိုရိုက်မဲ့ဗျာတော့လဲပေးရတယ်နော် ဟိုဘက်ကိုလဲလိုက်တာအထဲထဲမှာလိတ်ကောင် မရိုင်းနိုင်မင်းမရိုင်းလိုက် ရိုက်တော့ဘာဖြစ်လို့လဲ မင်းကမတရားလုပ်တယ်နော်မင်း မပြတ်ဘူးဗျခဏနဲ့ခဏကပလိုက်ရခဏနဲ့ပြတ်လို့မပြတ်ဘူးဗျ အေးမပြတ်နဲ့ကွာသွားလာလေ သူများသားသမီးကငါသားနောင်မလုပ်ချင် ကို ဟေး ကျွန်တော်ဘောအောင်လွဲသွားတယ် ဒီမဲ့ဘောလို့ အငွေပေးသားမှာ အချင်းဆိုတော့အောင်တော့မလုပ်နဲ့ ဘာဘာပြလဲ မြန်မာတန်ဆိုပြီးစိတ်ရှုမဆိုခင်ကြားထဲမှာနော်မိတ်ဆက်နှစ်ပါးကအောင်မှာညီလေးစမ်းမင်းနဲ့ကျေးဇူးတင်နေညီလေးစမ်းမင်းရေနော်ညီလေးတို့ဘက်မှာအခုလိုမျိုးဖြော်ပြတဲ့ခါမှာသူတို့လည်းသူတို့ရဲ့နှုတ်ပြန်လုပ်တွေနောက်ဆုတ်ပြီးတော့နော်ကျွန်တော်တို့အချိန်ပေးရတယ်နော် စောက်ကြီးပါ အဲ့တော့ပြီးကောင်းပြောနေပါဖြစ်ကျွန်တော်အနေနဲ့ပြည်သက်ကြီးကိုဖြော်ပြနေမှာ စောက်တိတ်ပဲမရှိ စောက်တိတ်ပဲမရှိရင်တောင်းမှမှာဟာမနောက်နေရ နောက်တော့အကိုလောက်တာကြည့်ကျွန်တော်ဒီကနေကင်ပေါက်ထဲတယ် အဲ့လေ အကိုလုံးအကိုကြိုက်တယ် မောင်လေးငါကနင်းလာနောက်ဆက်တာလေငါကနေ လို့ဆိုရရဆိုလိုက်လို့မဟုတ်ဆိုမှာပဲ ပူကျူးကတောက်ချက်မှမရှိဘူးအနောက်နေဟဲ့ကောင် မနောက်ပါဘူးမနောက်ပါဘူးမနောက်ပါဆိုပါရ ကဲကျွန်တော်ပြီးရင်ပြန်လို့နေပြန်မယ်သင်းလေးအများကြီးဆိုမယ်ပြီးရင်ဟာတာပြတ်ဆက်တွေလည်းကောင်းမယ် အဲ့လိုပဲပြောဟိုယုံကလည်းအစိုးရသိန်းလာ စောကြီးပြန်လာတာလေဝဲကူးရှိတယ်ဆိုပြီးအဲ့တော့မင်းတို့လောနေတာလေ ကိုပဲမ ငါ ငါ ငါမလုံရင်နေရောတော့လုံရင်လည်းနေရောငါဟုတ်တယ်ငါတိုးမိရင်မရှိဘူးနော်ငါ ဟုတ်တယ်ပျောက်နေတာ စိတ်တော်ရင်စိတ်ပြောက်တယ်ဘာတွေမျိုးလဲနဲ့မမ ကျွန်တော်ကိုခလိုက် ကိုခင်လိုက်နင်းမိတ်ကိုခင်လိုက်မှာ တချင်းလေးတဖုတ်လာ တဖုတ်လား ဘာသိလို့လဲကျွန်တော်တို့ဖန်ဘက်သွားကတော့ကျွန်တော်ကိုခလိုက်အောက်ကနေပြီးကရင်ဖော်ဖော်ရိုက်ပြောတာကိုခလိုက် ကိုခင်လိုက်တိုင်းရင်သူမပြီးတာ စကားမပြီးဘူးလေတချင်းလေးတဖုတ်လောက်လောက်ပါအောင် တဖုတ်လောက်လောက်ပါဦး တဖုတ်လောက်လောက်စကားမပြီးဘူးလို့ကရင်ဖော်ဖော်ရိုက်ပြောတာအဲ့ဒါကိုခလိုက်လိုက်ပြောဖော်ဖော်ခင်းလိုက်ကတဖုတ်မဟုတ်ဘူး4 5 6ဖုတ်လေးရတယ် 4 5 6ပုတ်လေးရတယ် အဲ့ဒါပဲပြောတာပဲလေ ငါပြောတယ်ကောင်းတယ် အခုပါချုံလေ ငါပထမတော့မြန်မာတိုင်းလေးဆိုမင်းတွေ့မှာငါစရင်လေးတခုတော့ဆိုချင်တယ်ကွာရလားဆိုလို့ရလားဆိုလို့ရ စတေးရှင်ပြောရ ဟိုညီမနာမည်ကြီးကွာတော်တော်လေးသိမကြခင်လေးကနာမည်ကြီးတဲ့တချင်လေးငါရမ်းကြိုက်တာ ဟိုတော့လည်းနာမည်ကြီးတယ်တော်တော်လေးသိမကြတော့လည်းနာမည်ကြီးအဲ့တချင်းကငါဘယ်နေမှာလိုက်ပြီးတော့ အဲ့ဒါကွာအဲ့တချင်လေးကိုစောင်းနေတဲ့တချင်လေးလေဟုတ်ကဲ့ပါအဲ့မြဟိုရကမရှိတဲ့ဒီအမလက်တဲ့မနေရယူမင်းကငါချူငါချတူ ကောင်းတော့ကွာ အဲ့တချင်လေးကိုပါဖော်မန့်နေဆိုပြတယ်လက်ခုပ်လေးဒီအားပေးပါဦးဗျာ လက်ကုတ်လေးဒီရဝေးလေးပါရစောက်ကြည့်ပါလားမတီးနဲ့တော့ စချစ်မင်းကလည်းမတည့်တော့ဖြစ်နေပဲထိုင်လိုက်မထိုင်လိုက်အဲ့တချင်လေး အကွာကျွန်တော်ထိုင်တော့ကွာပေါမုတ်ကိုထောက်ပတ်တော့ပြီးရော performance အေးပဖမနေဟုတ်နော်ဟုတ်ကဲ့ပါရိုင်းအိုစကေ ဝေရကမရှိတဲ့ဒီပေါင်ကြားလက်တဲ့မနေရယူမင်းသားငါလို့